အာတနာတိယတုတ်အနှစ်ချုပ်အပိုင်းလေးကာထပုတ်ပေါင်း30ဖြင့်ဖွဲ့စည်းထားတဲ့အာတနာတိယတုတ်မူရင်းအာတနာတိယတုတ်တံကအာတနာတာဆိုတဲ့မြို့မှာထုတ်ပြန်တဲ့ပြန်တမ်းဖြစ်သောကြောင့်အာတနာတိယတုတ်မူရင်းတုတ်တံက6ကထာသာပါဝင်ပြီးတော့ကျန်တဲ့24ကထာဖြည့်ဆွတ်ပြီးဂါထာပေါင်း30နဲ့ဒီကနေ့ပရိတ်ကြီး17တုတ်ထဲမှာအတ္တနာရိယတုတ်ဆိုပြီးတော့ရေးထားအတ္တနာရိယတုတ်ကြီးဆိုတာအနည်းငယ်ပြင်းထန်မှုတော့ပါတယ်ပေါ့နေ့စဉ်ရွတ်ဖို့အတွက်တိုင်ကြားချက်တွေဖွင့်ဆိုရမယ်လို့ဆိုတော့ဘုရားတရားတန်ခါယရဏသုံးပါးကိုမချီညိုကြတဲ့နတ်ဆိုးဘလူးဆိုးတွေကအဲ့ဒီတုတ်ကိုရွတ်ဖတ်ရင်ပို့ပြီးတော့မုန်းတီးွယ်ရဖြစ်တယ်ပေါ့။ဘာဖြစ်လို့လဲဆိုရင်သူတို့အပြစ်တွေကိုတိုင်ကြားရမှာတိုင်ကြားပြီးတော့သူတို့အေးအေးယူခံရမယ်ဆိုတာတွေလည်းပါတယ်။တော်အရေးယူခံရမယ်ထဲမှာပထမနေ့ကပြောခဲ့တယ်လို့ပဲခေါင်းကိုတပိတ်လိုတန်ခွက်ကြီးစွတ်ပြီးတော့ငယ်ထိတ်ကိုတန်ကြောင်းနဲ့ရိုက်သွင်းတယ်ဆိုတဲ့အပြစ်ထံမျိုးတောင်ပါတယ်ဆိုတော့ဒီလိုအပြစ်ထံမျိုးချမှဆိုတော့သူတို့အနေနဲ့လည်းဒီအာတနာရိယတုတ်ချီအကယ်၍သာဝိသုဏမင်းကြီးလျှောက်တဲ့အတိုင်းရွတ်ပဲဆိုလို့ရှိရင်တော့ကြိုက်ချင်မှကြိုက်မှာပေါ့နော်အပြစ်ဒဏ်တွေချမှတ်ထားတာဒါကြောင့်မို့လို့ရှေးဆရာတော်ကြီးတွေကနေ့စဉ်နဲ့ရွတ်ဖတ်ပြီးတော့နုညံ့တဲ့သဘောမျိုးဖြစ်အောင်လို့အဲ့ဒါလို့ပြစ်ဒဏ်တွေမပါဘူးမြတ်စွာဘုရားကိုရှ िख ိုးတဲ့အနေနဲ့တက်တက်အာတနာရိယတုတ်ကိုပြန်လည်ပြီးတော့စီကုံးထားတာအာတနာရိယမူရင်းတုတ်ကြီးကိုရွတ်မယ်ဆိုလို့ရှိရင်အကာအကွယ်တွေလုတ်ပြီးမှရွတ်ရမယ်လို့ထက္ကထာတွေမှာဖွင့်ဆိုပြီးတော့ထားတာရှိတယ်ပေါ့တတိပေးထားတာနတ်ဆိုးဘလူးဆိုးတွေကြိုက်တတ်တဲ့အစာမျိုးနော်သားငါးတွေမစားဖို့သူတို့ကြိုက်တတ်တဲ့အစာတွေမစားပဲနဲ့တကယ်ကိုအကာအကွယ်လုပ်ပြီးမှအဲ့ဒီတုတ်ကြီးကိုရွတ်တဲ့နယ်လို့ဘယ်လိုဆိုတာအဲ့တော့ဒီတုတ်တံမူရင်းတုတ်တံကရှေ့ပိုင်းနောက်ပိုင်းနှစ်ခုရှိတဲ့အထက်ရှေ့ပိုင်းကဝိသုဏမင်းကြီးနဲ့နမင်းကြီး၄ယောက်မြတ်စွာဘုရားထံလျှောက်လာပြီးတော့ဝိသုဏမင်းကြီးကလျှောက်ထားတာအဲ့ဒီလျှောက်ထားချက်ကိုနောက်တည့်မိုးလင်းတဲ့အခါမြတ်စွာဘုရားကယဟန်တွေကိုထပ်ဆင့်ဟောကြားတာလို့ထပ်တူညီမြအဲ့ဒီတုတ်တံမူရင်ပါဋိကဝေကလို့ဆိုတဲ့ဒီကနိကေမှာဒီတုတ်ကြီးပါတယ်ပေါ့ယမယခမှာအဲ့ဒီတုတ်ကြီးရွတ်မှအစွမ်းထက်သွားတာမျိုးလည်းရှိတော့ရှိတယ်စကိုင်းတောင်ရိုးဘုန်းကြီးကျောင်းတစ်ကျောင်းမှာပုံနကတိုက်တာလားပါတိုက်တာလားမသိဘူးအဲ့ကျောင်းမှာအကြီးအကျယ်ပြဿနာဖြစ်တယ်ဘယ်လိုပြဿနာဖြစ်လဲလို့ဆိုလို့ရှိရင်ကျောင်းပေါ်မှာရှိတဲ့ပကံတွေကလွင့်ပြန်ပြီးတော့လွင့်ပြန်ပြီးတော့လှေကားရောက်တဲ့အခါကျတော့အကုန်လုံးကလွမ်းဆိုကြွယ်ကုန်ဓာတ်ဘူးကြီးတွေလည်းအဲ့လိုလွင့်ပြန်ကျောင်းဘုန်းကြီးကရှိတဲ့ပကံခွဲရောက်တွေကုံရောလို့ပြောတာပဲရေအိုးစင်ကြီးကလည်းလှုပ်ခါပြီးတော့နေတယ်အဲ့ဒီထဲမှာတယောဂဆရာတွေဘုတော်တွေရောက်လာလို့ရှင်ပဲဘယ်ကပြက်လိုက်မှမသိတဲ့ခဲဝီးကနေဆိုမလာရဲကြဘူးနောက်ပိုင်းကျကြောက်တယ်ဘယ်သူနဲ့မှဘယ်လိုလုပ်လို့မှမငြိမ်ဘူးတလလောက်ပြဿနာတက်နေတာဒါ true story ပဲလက်တွေ့မြင်လိုက်ကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်မယုံဘူးဆိုလို့ရှိရင်အနန္တကခဲနဲ့ပြက်လိုက်တာဘယ်ကပြက်လိုက်မှမသိဘူးအနန္တကပ်ပြီးဝီးကနေဆိုခွဲတလုံးကြောက်တာနဲ့ပြန်ပြေးသွားကြကြောက်တယ်ဆိုတာမြင်မှမမြင်ရတာဟုတ်အเจ้าဘုန်းကြီးကတော့သူ့เจ้าမှသူနေရတာပေါ့ပြဿနာကြားတယ်မှာနောက်ကြတော့အဲ့ဒီဆရာတော်ကြီးကိုယ်တိုင်မိတ်ရှိတာပဲနောက်ပိုင်းကျတော့သူအာတနာရိယတုတ်ကြီးကိုရွတ်တယ်တဲ့အဲ့ဒီရွတ်လိုက်တဲ့အခါကျမှဒါပျောက်သွားတယ်လုံးဝငြိမ်းသွားတယ်လို့
ဒီလိုပြောဦးတယ်ဒါစကိုင်းတောင်မှာလွန်ခဲ့တဲ့တက္ကရာခံမှန်းပြီးပြောမှဆိုရင်1991 92ပတ်ဝန်းကျင်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပေါ့အမှားတွေကတော့ဘုံကတိုက်တယ်လို့ဘာလို့ဒီလိုပြောကြတာပေါ့အဲ့ဒါလို့ဖြစ်ဆိုးတွေကြောက်မဲ့ဖွယ်ရာကြောက်လန့်စရာတွေကြုံတဲ့အခါမှာဒီအတ္တနာရိယတုတ်ပြန်တန်းကြီးကိုရွတ်လက်ရှိကြတယ်ရွတ်တဲ့အခါမှာတော့တတိထားပြီးတော့ရွတ်ကြရတယ်လို့တို့အဲ့ဒါကြောင့်မို့လို့ဒီပြန်တန်းကြီးကိုမရွတ်တော့ပဲနဲ့နေ့စဉ်နဲ့အများရွတ်တဲ့အခါဘုရားကိုရှိခိုးပြီးတော့မေတ္တာပြုတဲ့သဘောလောက်ပဲရွတ်ကြတာဒါကပို့ပြီးတော့နုညံ့သိမ်မွေးတာပေါ့နော်နုညံ့သိမ်မွေးတယ်အဲ့တော့တုတ်ပေါင်း30ရှိတဲ့အနက်မှာ16တုတ်16ဂါထာပေါင်း30ရှိတဲ့ထဲမှာ16ဂါထာကိုရှင်းပြပြီးပြီအားလုံးဟာဘုရားရဲ့ဂုဏ်တော်တွေကိုရှိခိုးတဲ့ဟာတွေပဲအဲဒီရှိခိုးတဲ့ထဲမှာနောက်ကဆက်ပြီးတော့ကိုယ့်ရဲ့အာတိတလို့ခေါ်တယ်ဆုတောင်းတာဆန္ဒပြုတာလေးဆက်ပြီးတော့ရေးထားတယ်16မြောက်ဂါထာကဝဆတာမနတာစေဝဝန္ဒမေတိတထာဂတိတယနိခမနိစာပိတယနိအာတနိဌာနိခမနိစာပိတပ္ပဒာ16မြောက်ဂါထာမှာဒါကဘုရားကိုရှိခိုးတဲ့အားနဲ့ပတ်သက်ပြီးတော့ပြောတာနော်တပ္ပဒာဘယ်အခါမဆိုမြတ်စွာဘုရားကိုရှိခိုးမယ်နော်တယနေစအိယာထဲမှာလဲလျောင်းနေတဲ့အချိန်လဲရှိခိုးမယ်အာသနီထိုင်ရာနေရာတစ်ခုမှာထိုင်နေတဲ့အခါမှာလည်းပဲရှိခိုးမယ်ဌာနီမတ္တရနေတဲ့အချိန်မှာလည်းရှိခိုးမယ်ကမဏိစာပိလမ်းသွားနေတဲ့အချိန်မှာလည်းပဲရှိခိုးမယ်လို့ဆိုတဲ့အနေနဲ့ဘယ်ချိန်မဆိုအခါခါသိရှိခိုးမယ်ဒါကိုရည်ညွှန်းတာနော်တယနေဆိုတာလဲလျောင်းနေတာအိယာထဲမှာလဲလျောင်းနေတာအာသနေဆိုတာထိုင်ကုန်တစ်ခုပေါ်မှာထိုင်နေတာဌာနေဆိုတာမတ္တရနေတာဂမနေဆိုတာသွားနေတာဣရိယာပုတ်၄ပါးဘယ်နေရာမှာပဲနေနော်ဣတိတထာဂတိဤထူးခြားတဲ့ဂုဏ်ဓုဝိသေသနဲ့ပြည့်စုံတဲ့ဘုရားရှင်ကိုရောမြတ်ကြီးတို့ကိုဝဆတာနှုတ်ဖြင့်၎င်းမနတစေဝစိတ်ဖြင့်၎င်းဝဏာမိလက်အုပ်ချီမိုးရှိခိုးပါတယ်လို့ဒီခါတာရွတ်တိုင်းအဲ့ဒါလိုအာယုံပြုပြီးတော့ရောဘယ်ခါဖြစ်ဖြစ်ဘုရားကိုရှိခိုးပါတယ်အလောကကြီးသောတပန်ဖြစ်သွားတဲ့အခါမှာလေကြည်သူပြောတဲ့စကားလည်းဒီတိုင်းပဲလေမြတ်စွာဘုရားကိုရှိခိုးပြီးတော့ရွာတရွာမှတရွာမြို့တစ်မြို့မှတစ်မြို့သွားပါမယ်လို့ဘယ်ခါပဲဖြစ်ဖြစ်ဘုရားကိုဥညွတ်ရှိခိုးလေးရဲ့ရှိချောင်းဖော်ပြရှိခိုးတဲ့အခါမှာနှုတ်ကရွတ်ပြီးတော့ရှိခိုးတာရှိတယ်စိတ်ထဲကနေရှိခိုးနေတာရှိတယ်စိတ်ထဲကလည်းမြတ်စွာဘုရားကိုရှိခိုးနေတာအဲ့တော့ဒီဂါထာကရှိခိုးနေချောင်းရှိခိုးတယ်ဆိုတာကိုသိကာယ द्वार ဝစီ द्वार မနော द्वार တို့ဖြင့်ရှိခိုးတယ်ဝစီ द्वार ဆိုတာနှုတ်မြက်ပြီးတော့ရှိခိုးတာမနော द्वार ဆိုတာစိတ်ထဲကနေရှိခိုးတာကာယ द्वार ဆိုတာဥချပြီးတော့အမူအရာနဲ့ရှိခိုးတာအဲ့ဒီရှိခိုးမှုတွေနဲ့ဘုရားသခင်ကိုရောမြတ်ကြီးကိုရှိခိုးပါတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်နောက်18နံပါတ်ကထာတထာဒုခေနရခန္တုဗုဒ္ဓတန္တိကရာတုဝံတေဟိတွံရခိတောတန္တောမုဒ္ဒောတဗ္ဗပယေဟိသာတထာဒုခေနရခန္တုဗုဒ္ဓတန္တိကရာတုဒါလေးကအာတိတတန္တိကရာစိတ်နှလုံးရဲ့အေးချမ်းမှုကိုပြုလုပ်တတ်တယ်Peace maker လို့ပြောတာပဲเนาะတန္တိကရဆိုတာစိတ်နှလုံးရဲ့အေးချမ်းမှုကိုလုပ်ကင်ပေးနိုင်တယ်ဆောင်ရွက်ပေးနိုင်တယ်ဗုဒ္ဓ
ဘုရားရှင်ကိုရောမြတ်တွေဟာတုဝံတင့်ကိုရည်ညွှန်းတဲ့ပုဂ္ဂိုလ်တူပေါ့နော်အဲ့ဒီနေရာမှာကိုဆိုလို့ရှိရင်တော့မမှန်တို့ဗုဒ္ဓတန်တိကရာမမှန်ငါကိုနော်အေးချမ်းမှုကိုပြုတတ်တဲ့ဘုရားရှင်ကိုရောမြတ်တွေကတင့်ကိုဒုက္ခိနချမ်းသာမှုဖြင့်တရားရခန္တုအမြဲမပြတ်ဆောင်းလျှောက်တော်မူကြပါစေဒါကသူများအတွက်အာတိတထားပေးတာရှ िख ိုးတဲ့ကုသိုလ်ကြောင့်ဘုရားသခင်ကိုရောမြတ်ကတင့်ကိုဆောင်းလျှောက်ပါစေဆိုတော့အတိပ္ပယ်ကတင့်ကိုလို့ဆိုတော့ကိုယ့်ကိုမလုံးမုံထားလုံးနေတဲ့နတ်မိတ်ဆာနတ်ဆိုးတွေတလူတွေကိုလည်းဆုတောင်းပေးတဲ့သဘောပဲပေါ့သူတို့အတွက်လည်းဆုတောင်းပေးတဲ့သဘောလို့ငြိမ်းချမ်းမှုကိုပေးတဲ့ဘုရားရှင်ကိုရောမြတ်တွေဟာတင့်ကိုချမ်းသာဒုက္ခဖြင့်ခက်ခက်သိမ်းဆောက်ရှောက်ပါစေလို့အာတိတကိုဖော်ညွှန်းတာတေဟိတံရခိတောတန်တောမုတ်တောသဗ္ဗပိဟိသာတေဟိထိုဘုရားရှင်ကိုရောမြတ်တို့ကရခိတောဆောင်းလျှောက်အပ်ဘာနဲ့ဆောင်းလျှောက်မေတ္တာနဲ့ဆောင်းလျှောက်တာပေါ့နော်မြတ်စွာဘုရားမေတ္တာလွှမ်းခြုံထားတယ်မေတ္တာနဲ့ဆောင်းလျှောက်ရခိတောမေတ္တာနဲ့ဆောင်းလျှောက်အပ်သည်တန်တော်ဖြစ်လက်သောသို့မဟုတ်ဆောင်းလျှောက်အပ်သည်ဖြစ်၍တန်တော်စိတ်နှလုံးငြိမ်းချမ်းသည်ဖြစ်၍သဗ္ဗဗယေဟိစဘေးခတ်သိမ်းရန်ခတ်သိမ်းတို့မှလည်းမုတ်တော်လွတ်မြောက်သည်ဟောတုဖြစ်ပါစေဆိုလိုတာဘုရားရှင်ကိုရောမြတ်တည်းရဲ့ဆောင်းလျှောက်လို့ငြိမ်းချမ်းပြီးတော့ဘေးရန်ခတ်သိမ်းကလွတ်မြောက်ပါစေလို့အာတိတပဋ္ဌနာပြုတဲ့ဂါထာလေးအဲဒီထဲမှာပါတဲ့ဂါထာလေးတွေကအမတ္တမနုညံ့သိမ်မွေးပြီးတော့ကြမ်းတမ်းခက်ထန်တဲ့ပုဂ္ဂိုလ်တွေစိတ်ဓာတ်ပျော့ပြောင်းသွားအောင်လုပ်ပြီးတယ်မေတ္တာတွေလွှမ်းခြုံထားတဲ့ဘောဒီလိုပြောတာဘုရားကိုရှ िख ိုးတယ်ရှ िख ိုးနေတဲ့အပြင်မှာအခုလိုမေတ္တာစကားတွေနဲ့ဆိုတယ်လို့ဒီလိုပြောတာနော်ဟောနောက်တစ်ခုက16နံပါတ်ကထာကြသဗ္ဗရောဂဝိနိမုတ်တောသဗ္ဗတန္တာပဝိစိတောသဗ္ဗဝေရာမတိကံတောနိဗ္ဗုတောသတုံဘဝတဲ့သဗ္ဗရောဂယောဂခတ်သိမ်းမှလည်းပဲဝိနိမုတ်တောလွတ်မြောက်သည့်ဘဝဖြစ်ပါစေတုဝံအသင်သည်ကိုရည်ညွှန်းတဲ့ပုဂ္ဂိုလ်တစ်ခုနော်အဲ့တော့ကိုယ်နဲ့မတည့်တဲ့လူလဲမေတ္တာနဲ့ဆင်းရဲဒုက္ခတွေကလွတ်ပါစေလို့ဒီလိုမေတ္တာပို့နေမယ်ဆိုရင်ကိုယ့်ရဲ့မေတ္တာသူ့ကိုဆူးရှာပြီးတော့သူ့စိတ်ဓာတ်တွေပျော့ပြောင်းသွားနိုင်တယ်အင်တာမကျမ်းတတ်နဲ့အလောကဗီလူကြီးကိုမြတ်စွာဘုရားကတကိုးနဲ့ချိန်ချောက်ပြီးတော့အနိုင်ယူတာမဟုတ်ဘူးတကိုးနဲ့ချိန်ချောက်တာမဟုတ်ဘူးအင်တာကျမ်းတတ်နဲ့အလောကဗီလူကြီးကိုမြတ်စွာဘုရားစိတ်ဓာတ်ပျော့ပြောင်းသွားအောင်မေတ္တာထားမေတ္တာနဲ့ဆုံးမတယ်လို့ဒီလိုပြောတာနော်မေတ္တာနဲ့ဆုံးမတာကပို့ပြီးတော့အစဉ်ပြေတယ်ရှင်မမောဂလနန္ဒောပဏ္ဏနဂါမင်းကြီးကိုဆုံးမတာကြတော့သူ့ရဲ့ကြီးမားတဲ့အစွမ်းတကိုးတွေပြပြီးအနိုင်ယူတာကြောက်သွားအောင်လုပ်ပြီးအနိုင်ယူတဲ့သဘောမျိုးဖြစ်တယ်မြတ်စွာဘုရားကအာလဝကဗီလူကြီးကိုကြောက်သွားအောင်လုပ်ပြီးတော့အနိုင်ယူတာမဟုတ်ဘူးမေတ္တာနဲ့အနိုင်ယူတာဒီလိုဆိုလိုတာနော်အဲ့တော့အခုကလည်းပဲမေတ္တာနဲ့အနိုင်ယူတဲ့သဘောမျိုးပြောတာတုဝံသင်ဟာသဗ္ဗရောဂယောဂခတ်သိမ်းမှဝိနိမုတ်တောဘဝလွတ်မြောက်ပါစေယောဂအလုံးကလွတ်မြောက်ပါစေဒါအမတမကောင်းတဲ့ကိုယ့်ရဲ့ဆန္ဒမေတ္တာလွှမ်းခြုံထားတဲ့ဆန္ဒနဲ့ဒါဒီလိုလို့ရုံနဲ့ယောဂပျောက်လာလို့ဆိုတော့ပျောက်တာမပျောက်တာကသူ့လို့ပဲဟောကိုယ့်ရဲ့မေတ္တာတက်ကကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာဖြစ်ပေါ်ဖို့ကအဓိကပဲပျောက်တာမပျောက်တာကတော့ဒါကသူ့ရဲ့အခြေအနေပေါ်မှာလည်းမူတည်သေးတယ်တူးတဲ့နဲ့လုံးလို့ရတဲ့ကိစ္စမဟုတ်သို့တော့ကိုယ့်ရဲ့မေတ္တာကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာသူ့အပေါ်မှာဒီတိုင်းထားတယ်ဆိုတာဖော်ပြ
တုဝံတင်သည်တဗ္ဗရောဂါယောဂမှန်သမျှမှဝိနိမုတ်တော်လွတ်ကင်းပါစေလွတ်ကင်းပါစေတဗ္ဗတန္တာပဝိစိတောပူပန်เสียအလုံးမှလည်းရှောင်ကွင်းသွားပါစေစိတ်ပူเสียတွေလည်းမရှိဘူးနော်ဘာမှပူเสียတွေမရှိဘူးအဲ့ပူเสียတွေကလည်းပဲရှောင်ကွင်းသွားပါစေလို့တပ္ပဝေရံယံခတ်သိန်းကိုအတိတ်ကံတော်ကျော်လွှားနိုင်သည့်ဘဝဖြစ်ပါစေတပ္ပဝေရယံခတ်သိန်းဆိုယံဆိုတာ2မျိုးရှိတယ်ပုဂ္ဂလဝေရဓမ္မဝေရအကုသိုလ်တွေကလည်းအလွန်ကြီးမားတဲ့ယံတွေပဲအဲ့ဒါတွေကိုဓမ္မဝေရလို့ခေါ်တယ်လူတွေကကြောက်တာအကုသိုလ်ဆိုတဲ့ယံသူကိုမကြောက်ဖဲနဲ့ဘာလို့တော့ကြောက်လူသားယံသူကိုသာကြောက်သို့တော့ပို့ပြီးတော့ကိုယ်ဆိုးချိုးဖန်တီးနိုင်တာတော့အကုသိုလ်ဆိုတဲ့ဓမ္မဝေဒကပို့ပြီးတော့ကိုယ်ဆိုးချိုးတွေဖန်ဆင်းနိုင်တယ်ဖန်တီးနိုင်ကိုယ်နဲ့မတည့်တဲ့လူကကိုယ်ဒုက္ခပေးရင်တခါပဲအတိတ်တရင်တခါပဲတတ်နိုင်မယ်တဘဝပဲတတ်နိုင်မယ်နောက်ဘဝလိုက်မတတ်ဘူးနော်ဒီလိုဆိုလို့တာပေါ့အဲ့တော့ယံအားလုံးကိုကျော်လွှားနိုင်ပါစေသူနေဗုတောစတုဝံဘဝတုဝံတင်ဒီနေဗုတောစဘဝနေဗုတောဘဝအလုံးငြိမ်းချမ်းပါစေလို့ဒုက္ခခတ်သိမ်းငြိမ်းချမ်းပါစေလို့ဒါကမေတ္တာပြုတဲ့ဟောမေတ္တာပြုဆုတောင်းတာကိုယ့်ရဲ့မွန်မြတ်တဲ့ဆန္ဒတွေနဲ့မေတ္တာပန်းချုံတဲ့ဆန္ဒတွေနဲ့တစ်ဖက်သားကိုဆုတောင်းပေးတဲ့သဘောနောက်တစ်ခုက20မြောက်ဂါထာတေတံသစ္စေနသီလေနခန္တိမေတ္တာပလေနသာဒေပိအမေနုရခန္တုအာရောဂေနဒုခေနသာဒီကြတော့အမေလို့သုံးလိုက်တယ်ခုနကတုဝံလို့သုံးတာနော်ဒါကြောင့်မို့တခါတရံကြတော့သူများအတွက်ရွတ်တာဆိုရင်တေပိတုံမေလို့ဆရာတော်ကြီးကပြင်ရွတ်တတ်တယ်ခါလေတိပိဋကတရဆရာတော်ကြီးရွတ်တဲ့ပရိတ်ကိုနားထောင်ဖြစ်ပါတေပိတုံမေနုရခန္တုတေပိအမေနုရခန္တုရွတ်တယ်လို့တေပိတုံမေနုရခန္တုကိုယ့်အတွက်သူ့အတွက်နှစ်ခုစလုံးကိုရည်ညွှန်းတာအခုဒီအမေလို့ရွတ်ရင်ကိုယ့်အတွက်ပဲတုံမေလို့ရွတ်ရင်သူများအတွက်ဒီလိုဆိုလိုတာပေါ့နော်တေတံထိုဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့သစ္စေနသစ္စာစွမ်းအားဖြင့်၎င်းသီလေနသီလစွမ်းအားဖြင့်၎င်းခန္တီမေတ္တာပလေနအစာတိခဏ်ခြင်းဆိုတဲ့ခန္တီအကျိုးစီးပွားကိုလိုခြင်းဆိုလိုလားခြင်းလို့ဆိုတဲ့မေတ္တာစွမ်းအားဖြင့်၎င်းတေပိထိုဘုရားရှင်ကိုရောမြတ်ကြီးတို့သည်အမေငါတို့ကိုအာရောဂေနယောဂကင်းရှင်းခြင်းအားဖြင့်၎င်းဒုက္ခိနစကိုယ်စိတ်နှပြချမ်းသာခြင်းအားဖြင့်၎င်းအနုရခန္တုအစင်မပြတ်ဆောင်းလျှောက်တော်မူကြပါစေဒါဆန္ဒပြုတာနော်ဆန္ဒပြုတာဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့သစ္စာဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့သီလဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့ခန္တီဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့မေတ္တာအဲ့ဒီစွမ်းအားတွေကကျွန်ုပ်တို့ယောဂကင်းဖို့ချမ်းသာဖို့နော်ချမ်းသာဖို့အတွက်စောင့်ရှောက်ပါစေလို့ဒီလိုဆန္ဒပြုတဲ့အာတိတတစ်ခုပေါ့နော်ဒါကဘုရားနဲ့ပတ်သက်ပြီးတော့အာတိတပဋ္ဌနာတွေရေးလိုက်တာပြီးတဲ့အခါကျတော့နမင်းကြီး၄ယောက်နဲ့ပတ်သက်ပြီးခုနလိုကြံတန်းနေထုတ်မပြောတော့ဘူးနော်အတဏရိယတုတ်ကိုရွတ်တဲ့ဥပဒကဥပတိကမဘေကုဘေကုဏီနာမှာမကောင်းတဲ့အကြံနေနဲ့သွားပြီးတော့အနားထိုင်တာတို့နောက်ကနောက်ရောက်ခံလိုက်နေတာတို့အကွက်ချောင်းနေတာဒီလိုလုပ်တဲ့ဘလူးတိုင်ကြားပြီးတော့ပြစ်ဒဏ်ခတ်တာမျိုးမလုပ်တော့နော်အဲ့ဒါမျိုးမလုပ်ဘဲနဲ့သူနမင်းကြီး၄ယောက်ကိုလည်းကိုယ့်ဘောမှာမေတ္တာရှိဖို့အတွက်ဆိုပြီးတော့
ဒီ21ခါထားကြတော့ပုရတိမသမိဒိတာဘာဂိတန္တိဘူတာမဟိတိကာဒေပိအမေနုရခန္တုအာရောဂေနဒုခေနသာအာတိတပဋ္ဌနာဒါဆုတောင်းတာကိုယ့်ပေါ်မှာဆောက်ရှောက်ပါစေဆိုတဲ့အနေနဲ့ဆုတောင်းတာအဲ့တော့ဆုတောင်းရုံနဲ့ရလာလို့ဆိုတော့ဆုတောင်းရုံနဲ့တော့အကုန်လုံးပဲရမယ်သို့တော့မိမိရဲ့မေတ္တာစွမ်းအားတွေနဲ့ပြောတာဆိုတော့မေတ္တာကိုအတိမတ်ပြုလာတဲ့အခါမှာသူတို့ကကိုယ့်ပေါ်မှာတုံ့ပြန်လာတာပေါ့ဒီလိုဆိုလိုတာပေါ့နော်မေတ္တာနဲ့တုံ့ပြန်ပုရတိမတ္တဝိတိတာဘာဂိအရှိအယမျက်နာဖို့၌မဟိတိကာကြီးမာသောတကူရှိကြကုန်သောဘုဒ္ဓခန္ဓဗ္ဗနတ်လို့ဆိုတဲ့ထင်ရှားရှိတဲ့တတ္တဝါတို့သည်တန်တိစင်စစ်မသွေရှိကြပါပေကုန်၏သူတို့ကိုတကူရှင်နေလို့မဟိတိကကြီးမာသောတကူရှိတယ်အရှိမျက်နာမှာစောင့်ကြနေကြတယ်ကြီးမာတဲ့တကူရှိတယ်ဒီမှာဘုဒ္ဓလို့သုံးတာအရှိမျက်နာမှာရှိတာခန္ဓဗ္ဗနတ်အဲ့ဒီခန္ဓဗ္ဗနတ်တွေကိုဒီနေရာမှာဘုဒ္ဓလို့သုံးထားတာနော်ဘုဒ္ဓဆိုတာတတ္တဝါဆိုတဲ့အဓိပ္ပာယ်ထင်ရှားဖြစ်တဲ့တတ္တဝါခန္ဓဗ္ဗနတ်ဆိုတာဖြေဖြော်ရေးနတ်တွေပဲနတ်တွေထဲမှာလည်းပဲလူပြည်တုန်းကလည်းဖြေဖြော်ရေးဝါဒနာပါရင်နတ်တွေကြတော့လည်းဖြေဖြော်ရေးသမားသွားဖြစ်တတ်တယ်နော်စကလုံးလှလှနဲ့ခေါ်တော့အနုပညာရှင်ပေါ့ဖြေဖြော်ရေးသမားခန္ဓဗ္ဗပိစတိကစောင်းပိုက်နေတာစောင်းတီးတာအဲ့ဒါဖြေဖြော်ရေးသမားအဲ့တော့အရှိရမျက်နှာမှာနေကြတာအဲ့ဒီနတ်တွေအားလုံးကိုရည်ညွှန်းလိုက်တာပေါ့ပုရတိမတ္တဝိဣတာဘာဂိအရှိရမျက်နှာဖို့မှာမဟိတိကာဗုဒ္ဓအလွန်လွန်တကူကြီးကြတဲ့ခန္ဓဗ္ဗနတ်တို့သည်တန်တိစင်စစ်မသွေရှိကြပါပေကုန်၏တေပိထိုခန္ဓဗ္ဗနတ်တို့သည်လည်းအမေငါတို့ကိုတုံမေးသင်တို့ကိုအာရောဂေနာယောဂခင်းခြင်းဖြင့်၎င်းဒုခေနာကိုယ်စိတ်နှပြချမ်းသာခြင်းဖြင့်၎င်းအနုရခန္တုအစမပြတ်ဆောင်းလျှောက်ကြပါစေသူတို့မေတ္တာစကားဆိုပြီးတော့ကိုယ်ကိုလည်းဆောင်းလျှောက်ပါလို့ဒီလိုပြောတာဒါလူတွေလည်းတယောက်နဲ့တယောက်တွေ့တဲ့အခါမှာတခါတလေပြောကြတယ်နော်မလိမ္မာရာရှိပြောပါနော်အကြံပေးစရာရှိပေးပါဟောလူတွေလည်းပြောကြတာပဲဒါမျိုးစောင့်ရှောက်လိုက်ပါကလေးတွေမလိမ္မာရင်ဆုံးမလိုက်ပါတို့ဒီလိုမှာကြတာလေအဲ့တော့မျိုးတို့ပဲအပြန်အလှန်အာကိုယုံကြည်မှုဖော်ပြတဲ့သဘောထို့တူပဲတောင်ရမျက်နှာဘက်ကိုကြည့်ပြီးတကိနာသဝိနိတာဘာဂိတန္တိဒေဝမေတိကာတေပိအမေနုရခန္တုအာရောဂေနဒုခေနသာတကိနာသဝိနိတာဘာဂိတောင်အယမျက်နှာအဖို့၌မေတိကာဒေဝတကူကြည်တဲ့နတ်တို့သည်တန္တိစင်စစ်မသွေရှိကြပါပေကုန်၏ဒီနေရာမှာဒေဝလို့သုံးထားပြီမဲ့တောင်အယမှာရှိတာကုံဗန္ဒဆိုတဲ့နတ်တွေနော်ကုံဗန္ဒလို့ခေါ်တယ်ကုံဗန္ဒဆိုတဲ့နတ်တွေအဲ့ဒီနတ်တွေရှိတယ်တေပိယမေနုရခန္တုအာရောဂေနဒုခေနသာတေပိထိုတကူရှိတဲ့ကုံဗန္ဒတို့သည်လည်းအမေငါတို့တုံမေသင်တို့အာရောဂေနယောဂကင်းခြင်းဖြင့်၎င်းဒုခေနသာကိုယ်စိတ်နှပြချမ်းသာခြင်းအားဖြင့်၎င်းအနုရခန္တုအစင်သာဝရဆောင်းလျှောက်နိုင်ကြပါစေဆောင်းလျှောက်ကြပါစေလို့ဟောအနောက်မျက်နှာဘက်ကိုကြည့်ပစ္စည်းမသမိန္တိတာဘာဂိတန္တိနာဂာမဟိတိကာတေပိအမေနုရခန္တုအာရောဂေနဒုခေနသာအနောက်မျက်နှာမှာတော့တကူကြီးတဲ့နဂါးတွေပစ္စည်းမသမိန္တိတာဘာဂိအနောက်ရမျက်နှာဖို့၌မဟိတိကာတကူကြီးမာကြတဲ့နာဂာနဂါးတို့သည်တန္တိရှိကြတေပိထိုတကူကြီးတဲ့နဂါတို့သည်လေအမေငါတို့ကိုတုံမေသင်တို့ကိုအာရောဂေနာယောဂကင်းခြင်းဖြင့်၎င်းဒုခေနာကိုယ်စိတ်နှပြချမ်းသာခြင်းဖြင့်၎င်းအနုရခန္တုအစင်မပြတ်စောင့်ရှောက်ကြပါစေဒီလိုဆိုလိုတာနော်အဲ့တော့စိတ်ထဲကနေအာယုံပြုပြီးတော့ဒါလေးတွေကိုရွတ်မယ်ဆိုရင်
ဒီစိတ်ဓာတ်ချင်းမေတ္တာဓာတ်ချင်းဆိုတာတိုက်ခိုက်မှုဆိုတာရှိတယ်နော်သွားပြီးတော့တုံ့ပြန်မှုလေးတွေရလာနိုင်တယ်ပေါ့ဒါလို့ဆိုလို့တာထို့တူပဲမြောက်ရမျက်နှာကိုကြည့်ပြီးတော့ဥတ္တရတမိဋ္ဌိတာဘာဂိဉ္တန္တိယက္ခမဟေတိကာတေပိအမေနုရခန္တုအာရောဂေနဒုက္ခေနသတေပိတုံမေနုရခန္တုအာရောဂေနဒုက္ခေနသဥတ္တရတမိဋ္ဌိတာဘာဂိမြောက်ရမျက်နှာဖို့၌မဟေတိကာကြီးမာသောတကုရှိကြကုန်သောယက္ခဘလူတို့သည်တန်တိရှိကြပါပေကုန်၏တေပိထိုဘလူတို့သည်အမေငါတို့ကိုတုံမေသင်တို့ကိုအာရောဂိနယောဂကင်းခြင်းအားဖြင့်၎င်းဒုက္ခိနချမ်းသာဒုက္ခအားဖြင့်၎င်းအနုရခန္တုစင်စစ်မပြတ်ဆောင်းရှောက်ကြပါစေဟောဒါကမြောက်ရမျက်နှာကရှိနေတဲ့မြောက်ရမျက်နှာမှာနေတဲ့ဘလူတွေအားလုံးပေါ်မှာမေတ္တာထားတဲ့သဘောပဲအဲ့ဒါလို့ထားပြီးတဲ့အခါကျဆိုင်ရာအရမျက်နှာအဖို့တွေကိုအုပ်စိုးပြီးတော့နေတဲ့သူတို့မှလည်းပဲအုပ်ချုပ်ရေးရရှိတယ်ပေါ့အဲ့ဒီအုပ်ချုပ်နေတဲ့စတုမဟာရာဇာလို့ခေါ်တယ်နာမည်ကြီးလေးယောက်အဲ့ဒီနာမည်ကြီးလေးယောက်ကလောကကိုထိမ့်သိမ်းဆောက်ရှောက်အမ္တမကောင်းမြတ်တဲ့ပုဂ္ဂိုလ်တွေသူတို့ကိုယ်တိုင်ကပထမတရားနဲ့အညီနေကြတာအဲ့ဒီနာမည်ကြီးလေးယောက်ကိုလည်းပဲဒီထုတ်ဖော်ပြီးတော့ပြောဖို့25နဲ့26ခါထားတယ်ပုရတိမေနတတရထောဒခိနေနဝိရုလကောပစ္စည်းမေနဝိရုပခောကုဝေရောဥဒ္ဒရန္တိတံအယမျက်နှာမှာအရှိယမျက်နှာမှာတတရထနာမည်ကြီးရှိတယ်တတရထနာမည်ကြီးဆိုတာခန္ဓာဘနာမည်ကြီးပေါ့ခန္ဓာဘနတ်တွေကိုအုပ်ချုပ်ရတဲ့နာမည်ကြီးတရားမင်းကြီးရဲ့တာဝရိဏနတ်ပြည်ကိုအရှိယမျက်နှာကလုံခြုံရေးတောင်းယူရတယ်ဒီလိုဆိုလို့နော်မျက်မှောက်တောင်းကြီးမှာလုံခြုံရေးတောင်းယူရဒက္ခိနေနဝိရုလကောတောင်းအယမျက်နှာမှာကုံပန်တွေနဲ့ကုံပန်တွေကိုအုပ်ချုပ်ပြီးတော့နေတဲ့နာမည်ကြီးကဝိရုလကနာမည်ကြီးလို့တချို့ကလည်းဒီနတ်ဆိုတာမမြင်ရတဲ့အခါကျတော့ဒါတွေကဟိန္ဒူအယူဆတွေပါလို့ဒီလိုပြောတဲ့လူလည်းရှိတာပဲနော်သို့တော့မရှိဘဲနဲ့တော့မြတ်စွာဘုရားကတော့ပြောမထားဘူးကိုမမြင်ရတာနဲ့မရှိဘူးလို့တော့ပြောလို့မရဘူးလောကမှာကိုမမြင်ရဘဲနဲ့ရှိနေတာတွေကအများကြီးလေကိုမြင်တာနည်းနည်းလေးမြင်တာပဲအဲ့တော့ရှိတယ်ဆိုတာလေအလဟတပြောတဲ့စကားမဟုတ်ဘူးအယမ်းရှိတာမဟုတ်ဘူးနော်ဘယ်ကောင်းမှုလုပ်လို့ဘယ်ကုသိုလ်ကြောင့်ဘယ်ကံကြောင့်ဖြစ်တယ်ဆိုတာတိတိကျကျဘုရားရဲ့အဆုံးအမတွေထဲမှာတိတိကျကျရှိတာသူကနတ်ရှိတယ်လို့သာရမ်းပြောလို့ရှိရင်ယုံကြည်မှယုံပေါ့သို့သောအဲ့ဒါလို့မဟုတ်ဘူးဘယ်ကုသိုလ်ကံမှုတွေလုပ်လို့ဘယ်ပုံမှဖြစ်တယ်ဘယ်လိုဆိုတာကံနဲ့ပုံနဲ့ဆိုတာဆက်ပြီးတော့နေတာကံတရားကိုယုံလို့ရှိရင်ဘုံဆိုတာယုံရတာဘုံမယုံတဲ့လူတွေကလည်းပဲ31ဘုံဝါဒဗုဒ္ဓလက်မခံဆိုပြီးတော့တကယ်ကတော့သူလက်မခံတာပါဗုဒ္ဓကတော့ပုံတွေအကြောင်းဟောထားတာတွေပိဋကတ်ထဲမှာအများကြီးရှိတယ်အဲဒီပိဋကတ်ထဲရှိတာကိုပဲနောက်ဆရာတွေကရေးထည့်တဲ့အောင်ပြောသေးတယ်တကယ်ကတော့ရေးထည့်တာတွေမဟုတ်ဘူးဘုံတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒိဗ္ဗစကုညံနဲ့ချိပြီးတော့ဟောတာတွေကြီးပဲဒါတွေမကဘူးအမတမထူးဆန်းတဲ့တတဝါကြီးတွေအကြောင်းဟောထားတာတွေရှိသေးတယ်လေဘုရားကိုယ်တိုင်ကပြောတယ်ငါမြင်နေတာကြာလာပြီတဲ့ဒါပေမဲ့ငါပြောရင်ယုံမှာမဟုတ်လို့မပြောဘူးလို့ဒီလိုတောင်ပြောသေးတယ်နော်အဲ့တော့မရှိတာမဟုတ်လောကကြီးမှာသိထူးဆန်းတာအခုဒီနေ့ခေတ်မှာတွေ့လာတာလေပင်လယ်ကျမ်းမြေအောက်မှာဆိုအမတမထူးဆန်းတဲ့တတဝါကြီးတွေရှိတယ်ဆိုတာမြင်လာရတဲ့အခါကျတော့ယုံကြတာပေါ့ငကိုယ်တော့ပြောရင်တော့ပုံပြင်လို့ပဲထင်မှာပဲပေါ့အဲ့ဒါလိုပဲလောကမှာမြင်လို့မရတဲ့တ attva တွေကမြောင်များစွာရှိတယ်ဘာဖြစ်လို့ရှိတာတော့ဆိုကံနေဆန်းကျက်လို့ရှိတာကံအကြောင်းတွေနဲ့ဆက်ပြီးတော့ဖြစ်တာအဲ့တော့ဒီစနစ်တကျသူကံနဲ့သူလောကမှာတ
တရားတွေကမျိုးစုံရှိတယ်ပေါ့ပစ္စည်းမေနာဝိရုလည်းကောအနောက်ရမျက်နာမှာပစ္စည်းမေနာဝိရုပက္ခောအနောက်ရမျက်နာမှာငကားတွေကိုအုပ်ချုပ်တဲ့ဝိရုပက္ခနတ်မင်းကြီးဝိရုပက္ခနတ်မင်းကြီးကငကားတွေအုပ်ချုပ်ပြီးအနောက်မျက်နာကအဆောက်ကုဝေရောဥတ္တရာဒိတံကုဝေရောကုဝေရာနတ်မင်းကြီးကဥတ္တရာဒိတံမြောက်အရမျက်နာမှာအုပ်စိုး၍နေတာကုဝေရာလို့လည်းခေါ်တယ်ဝတ္တဝနလို့လည်းခေါ်တယ်နော်ကုဝေရာဆိုတဲ့နာမည်လည်းရှိတယ်ဝတ္တဝနဆိုသူ့ရဲ့မိနစ်ပြည်ကဝတ္တဝနလို့လည်းရှိတယ်အာရကမန္တာလို့လည်းရှိတယ်မြို့တော်ကြီးများတယ်သူကအဲကြောင့်မို့ကုဝေရာလို့လည်းခေါ်တယ်ဒါကစတုမာရဘုံဆိုတာဒီနာမည်ကြီးလေးရအုပ်ချုပ်တဲ့ဘုံကိုပြောတာမျိုးစုံရှိတယ်အဲ့နာမည်ကြီးလေးယောက်ကိုဆန္ဒပြုမလို့မေတ္တာပို့စတ္တရောတိမဟာရာဇလောကပါလာယတတိနောနာမည်ကြီးလေးယောက်ကိုပြောတာစတ္တရောတိမဟာရာဇဣတိစတ္တရောမဟာရာဇဤနာမည်ကြီးလေးယောက်ဟာတဲ့တတရထနာမည်ဝိရုလကနာမည်ဝိရုပက္ခနာမည်ကုဝေရသောမဝေဒဝနနာမည်အဲ့ဒီနာမည်ကြီးလေးယောက်ဟာလောကပါလာလောကကြီးကိုထိမ့်သိမ်းဆောက်ရှောက်နေကြတာသူတို့မဆောက်ရှောက်ရင်လည်းတော်တော်ဒုက္ခရောက်မှာပေါ့အဆိုးတွေကိုထိမ့်သိမ်းနေကြတာသူတို့ထိမ့်တာလို့ငြိမ်နေတာလို့သူတို့ပြောတာနော်ဓမ္မဆိုးတဲ့တ attva တွေကလောကမှာရှိတာယတတိနောများသောအချမ်းရန်ရှိကြပါပေကုန်၏ဒေဘီထိုစတုမာရနတ်မင်းကြီးတို့သည်လေအမေငါတို့ကိုတုံမေသင်တို့ကိုအာရောခေနနာယောဂကိဉ္ရှင်ခြင်းအပြည့်၎င်းဒုခေနချမ်းသာဒုက္ခအပြည့်၎င်းနုရခန္တုစင်စစ်မပြတ်ဆောင်းလျှောက်ကြပါစေလို့နတ်မင်းကြီးလေးယောက်ကိုတိုင်တီးပြီးတော့ပြောတဲ့အာတိတပဋ္ဌနာစကားတဲ့ဒီလိုဟောသွားတာနော်ဒါတွေကနောက်ဆရာတွေကရေးပြီးတော့မေတ္တာပို့ဖို့တုံးနဲ့တူမေတ္တာကုဆက်သွားအောင်အတ္တနာရိယတုတ်မှာဖြစ်ဆက်ရေးထားတာ20ခွန်ဆိုတဲ့ဂါထာကြတော့ကြည့်အာကတထသဗုမထာဒေဝနာဂမဟိတိကာဒေဝိအမေနုရခန္တုအာရောဂေနဒုခေနသဒေဝိတုံမေနုရခန္တုအာရောဂေနဒုခေနသနတ်ဆိုတာအာကတထနတ်ဘုမထနတ်အာကတထဆိုတာအာကတဆိုတာ space ကောင်းကင်သူတို့ရဲ့ဘုံဗိမာန်တွေကသူတို့ကောင်းကင်မှာလေဟာပြင်မှာနေကြတာမြေကြီးနဲ့ဆက်ဆက်ပြီးတော့မနေတာသူတို့နေစရာဘုံဗိမာန်တွေကကောင်းကင်မှာဒီတိုင်းဖြစ်နေဘူမထဆိုတာမြေကြီးတွေတောတွေတောင်တွေနဲ့ဆက်ဆက်နေတာဘူမထတက္ကစကြတရားဟောတဲ့အခါကျတော့ဘုံမာဒေဝတတ္တမနုဿဝေသုံးဆိုဒီဘုံမထနတ်တွေကိုပြောတော့ဘုံမာမြေကြီးမှာအဲ့တော့ဒီနတ်တွေကလည်းအလွန်များတာပဲလူကြီးများတယ်လို့ပဲသူတို့ကလည်းအများကြီးရှိတယ်လူတွေနဲ့နတ်တွေမမြင်ရသည့်အတွက်ကြောင့်ရောထွေးပွေလိမ်ပြီးတော့ရှုပ်ရှက်ခတ်တော့နေပုံမရဘူးကြည်ရတာနော်အဲ့တော့ဒီနတ်တွေကလည်းလူတွေနဲ့တခါတခါစိတ်တက်ချင်းနိစ္စထားလေးတွေရှိတယ်။ဘာကြောင့်ဒီလိုပြောရတော့လို့ဆိုပတ္တလိဆိုတဲ့ရွာကြီးကိုအသတ္တတမင်းရဲ့စီမံချက်နဲ့ဝေသာလိပြည်ကတဟုန်တို့တိုးတက်လာတဲ့အခါကျတော့ဝေသာလိမင်းရဲ့ရန်ကိုကာကွယ်ဖို့ဆိုပြီးတော့မြို့တည်တာရွာကိုမြို့အဆင့်မြင့်တဲ့နေရာမြို့ကြီးတစ်ခုဖြစ်အောင်မြို့တည်တယ်အဲ့ဒီမြို့တည်ထားခြင်းအပြင်တိုးတက်ကြီးထွားလာတဲ့ဒိဋ္ဌိမင်းတွေရဲ့ရန်ကိုဟန်တာပြီးသားဖြစ်အောင်မြို့ကြီးတည်တယ်အမြို့တည်တဲ့အခါမြို့ွက်တွေဖော်တဲ့အခါမှာသူဏိတာတို့ဝတ္တကာရတို့ဆိုတဲ့အမတ်ကြီးတွေခေါင်းဆောင်ပြီးတော့မြို့ွက်အိမ်ယာတွေကိုဖော်ထုတ်တယ်သူတို့ခေတ်ကတော့သူတို့ရဲ့ site plan ချပုံတော့ခဏခေတ်နဲ့တူချင်မှတူမှာပေါ့နော်အဲ့ဒီခေတ်ကဘယ်လို site plan ချတော့ဒီနေရာက
အစည်းအဝေးဒီနေရာကဘုရင်နန်းတော်ဒီနေရာကအမတ်ကြီးအိမ်ဒီနေရာကစစ်သူကြီးအိမ်စသဖြင့်ပေါ့ဒီနေရာအစည်းအဝေးခန်းမှာအဲ့ဒါလို့အုပ်ချုပ်ရေးပဲဆိုင်ရာတွေကိုစနစ်တကျအကွက်တွေချတဲ့အခါမှာတဲ့ချပြီးတော့မျိုးပြစတင်လုပ်နေတဲ့အချိန်မြတ်စွာဘုရားအဲ့ဒီရောက်သွားတဲ့အခါမြတ်စွာဘုရားကဒေဝစကုနဲ့ချိလိုက်တဲ့အခါမှာမြို့ကွက်ချထားတဲ့နေရာတွေနေရာတိုင်းမှာဘုရင်နန်းတော်ဆောင်းမဲ့နေရာဆိုလို့ရှိရင်တကိုးအကြီးဆုံးနတ်ကအဲ့ဒီနေရာမှာသူကနေရာယူထားတာအဲ့ဒီတဲ့နည်းနည်းတကိုးနှိမ့်နဲ့နတ်နေရာယူထားတဲ့နေရာဆိုရင်အမတ်ကြီးတွေစစ်သူကြီးတွေအဲ့ဒီနောက်တကိုးနည်းနည်းနှိမ့်တဲ့နတ်တွေဆိုလို့ရှိရင်တိုင်းသူပြည်သားတွေဒီလိုနေရာတွေမှာလူရဲ့အဆင့်နဲ့နတ်ရဲ့အဆင့်ဟာအဝင်ခွင်ကြတယ်ရသော်ဗျာဒါဒိဗ္ဗစကုနဲ့မြင်လို့ပြောတာဘသူတွေလဲဒီမျိုးကိုစီမံနေတာသူဏိဒဝတ္တကာရတို့စီမံတာပါလို့ဆိုတော့နတ်တွေနဲ့တိုင်ပင်လှုပ်ထားသလိုပဲအမတန်မှဒီနတ်တွေရဲ့သဘောနဲ့သူတို့ရဲ့သဘောဟာတိုက်ဆိုင်နေတယ်လို့ရသော်ဗျာအဲ့လိုမရှိတာရှိတယ်ပေါ့အဲ့တော့လောကမှာဒီလိုနတ်တွေကလည်းသူဆိုင်ရာတွေကိုသူတို့ကလည်းအဓိဝဋ္ဌဆိုတဲ့စကားလုံးကိုဆိုင်ရာတွေကိုလည်းသူတို့ကအုပ်ဆိုးတယ်တိမ့်ပိုက်ထားတယ်ဆိုတဲ့အဓိဝဋ္ဌဆိုတာလွှမ်းမိုးအုပ်ဆိုးလူတွေကသာကိုယ်နေရာကိုအပိုင်ယူတာမဟုတ်ဘူးနတ်တွေကလည်းဒီလိုအပိုင်ယူထားတာပေါ့ဒီလိုဆိုလိုတာပေါ့နော်ကိုယ်ဆောင်နတ်တို့အိမ်ဆောင်နတ်တို့ဆိုတာအိမ်ကိုဘယ်သူကလာဂျူတီချတာလို့အိမ်ကိုလာစောင့်နေတာမှမဟုတ်တာသူကလည်းဒီနေရာကိုသူကအုပ်ဆိုးတဲ့သဘောပဲပေါ့နော်ကိုနဲ့အနီးကပ်ဖြစ်တဲ့နတ်တွေကိုပဲကိုဆောင်နတ်လို့ပြောเสียရှိတယ်ပေါ့ခန္ဓာကိုယ်နဲ့ကိုယ့်ရဲ့ဘဝနဲ့နှိစပ်ပြီးတော့ဖြစ်နေတာကိုယ့်အိမ်မှာအတူလာဖြစ်တဲ့နတ်တွေဒါတွေကမမြင်ရတဲ့နတ်တွေလည်းကိုယ့်အိမ်မှာလာပြီးတော့ဖြစ်နေတတ်တာတွေရှိတယ်သူတို့ကလည်းတိမ့်ပိုက်ထားတယ်သူလည်းနေကိုလည်းနေပေါ့နော်သူလည်းနေကိုလည်းနေဆိုတော့အိမ်မြောင်လေးတွေလည်းနေကြတာပဲလေအိမ်မြောင်လေးတွေလည်းနေကြတာပဲလူတွေနေတဲ့အိမ်မှာအိမ်မြောင်လေးတွေတော့မြင်ရတာ哦ကြွက်တွေလားနေရင်ပြဿနာတက်အဲ့တော့နတ်တွေကလည်းဒီလိုပဲနေကြမှာသူလည်းသူ့ဟာသူနေကိုလည်းကိုယ့်ဟာကိုနေဒီလိုနေကြတာဒီသဘောတော့ရှိမှာပေါ့နော်ဒါကိုမမြင်ရတော့လည်းပြောရအခက်ကြီးပေါ့တောတွေတစ်ပင်တွေမှာလည်းပဲနတ်တွေကဒီလိုပဲနေကြတာတဲ့ရုပ်ကစိုးနတ်တွေဆိုလို့ရှိရင်လူတွေကတော့ထင်မယ်ရုပ်ကစိုးနတ်မိုးရွာရင်ဘယ်လိုလုပ်နော်မိုးရွာရင်ဘယ်လိုလုပ်လေတိုက်ရင်ဘယ်လိုလုပ်တစ်ပင်ကွာကြတက်ပြီးကားခွနေတာလားတို့တွေးကောင်းတွေးလိုက်မဟုတ်ဘူးရုပ်ကစိုးနတ်က2မျိုးရှိနေတယ်သူကတစ်ပင်နဲ့ဆက်ပြီးတော့သူ့ဘုံမိမ့်မှညတည်နေတာမြေကြီးလိုပဲလူတွေကမြေခွက်ကိုပိုင်တယ်လို့ပဲမြေခွက်ပေါ်မှာအိမ်ဆောက်ထားတယ်လို့သူကလည်းသူ့ရဲ့ကံမြောက်မို့လို့တစ်ကိုင်းနဲ့ဆက်ပြီးသူ့ဘုံမိမ့်မှညရှိနေတာတစ်ကိုင်းခုတ်လိုက်လို့ရှိရင်ဘုံမိမ့်မှပြိုကျသွားတယ်ဒါကြောင့်မို့လို့နတ်နေကိုင်းဆိုပြီးတော့ခြံကြတယ်လေလူတွေကနတ်နေကိုင်းခြံခုတ်အဲ့ဒါတာခဋ္ဌတစ်ခက်ပေါ်မှာတီးနေတဲ့ဗိမာန်လို့စာပေထဲမှာလည်းအဲ့လိုပါတယ်တာခဋ္ဌဗိမာန်ရုက္ခဋ္ဌဗိမာန်ဆိုတာတင်းငုတ်တို့ကြံနေထိအောင်သူ့ဗိမာန်မပြတ်စည်းဘူးတဲ့နော်သူ့ဗိမာန်မပြတ်စည်းဘူးအဲ့တော့သူတို့ကဒီတစ်ပင်ပေါ်မှာကာယခွာနေတာမဟုတ်ဘူးတစ်ပင်နဲ့ဆက်ပြီးတော့သူတို့မှာကိုယ်ပိုင်အဆောက်အဦတွေရှိတယ်ဘုံဗိမာန်တွေရှိတယ်လို့ဒီလိုမှတ်ရဘယ်နှုတ်ဆိုဘယ်လိုလုပ်နော်တစ်ပင်ကွာကြမွေရတက်လာဘာတက်လာသူတို့နေကြဘယ်လိုလုပ်ရှိသို့တော့အဲ့ဒီလိုကံကြမ္မာဆိုတာအလွန်ထူးဆန်းတာပဲလေလူတွေလည်းကြည့်ပါလားရေကြီးပေါ်မှာတိုက်အိမ်လေးတွေဆောင်းနေကြတာလေလူတွေကြတော့ကိုယ့်ရဲ့အစွမ်းတတ္တိနဲ့ဆောက်ကြတာမျိုးစုံဆောက်ပြီးနေကြတာအဲ့တော့နတ်တွေကြတော့ကံကနေဆောက်ပေးတာပေါ့ကံကနေဆောက်ပေးတဲ့ပုံမှန်ဒီလိုနေကြအဲ့ဒါလိုမြေကြီးနဲ့ဘုံမိမ့်မှန်နေဆက်ပြီးတော့အာလောကကြီးရဲ့ဘုံမိမ့်မှန်ဆိုတော့ကြီးတဲ့မိမ့်မှန်ကြီးတခုဘယ်မှာရှိတုန်းဆိုအာလူပြည်နာညောင်မင်းကြီးအောက်မှာရှိတယ်
ညောင်မင်းကြီးအောင်ဒီလိုပဲသွားလာနေကြဘူးမှမတွေ့ဘူးမောရင်ညောင်မင်းအောင်ဝင်နာတာမန်ပုဂ္ဂိုလ်တွေတော့သိဒုက္ခမပေးဘူးသူကနော်တာမန်ပုဂ္ဂိုလ်တွေတော့သိဒုက္ခမပေးဘူးအဲ့တော့သူမှလည်းမတွေ့ဘူးညောင်မင်းကြီးအောင်မှာသို့တော့သူ့ဘုံမိမ့်မှညောင်မင်းကြီးအောင်မှာရှိတယ်ဒီလိုဆိုမြတ်စွာဘုရားကျတော့မြင်တော့အဲ့ဒီမှာသွားနေဆက်ဆက်နေတဲ့သဘောတွေပေါ့ဒီလိုဆိုလို့အဲ့ဒါဘူမတ္ထဗိမာန်အာဂတတ္ထဗိမာန်ဆိုတာတော့ဘယ်ပေါ်မှမမိပဲနဲ့တစ်ကိုင်းနဲ့လည်းမဆက်ဆက်ဘူးတစ်ပင်နဲ့လည်းမဆက်ဆက်ဘူးခြုံတွေຫນွယ်တွေနဲ့လည်းမဆက်ဆက်ဘူးတောတွေတောင်တွေနဲ့လည်းမဆက်ဆက်ဘူးကောင်းကင်ပြင်မှာသူ့ရဲ့အစွမ်းတကူနဲ့ကောင်းကင်ပြင်မှာဗိမာန်တွေပေါက်ပြီးတော့နေတာကြတော့အာဂတတ္ထဒီလိုဆိုလို့တယ်နော်အာဂတတ္ထသဗ္ဗုမတ္ထဒေဝနာဂမဟိတိကာမဟိတိကာကြီးမားသောတကူရှိကြကုန်သောအာဂတတ္ထသကောင်းကင်ဘုံဗိမာန်၌တည်၍နေကြသည်ဖြစ်ကုန်သောဘုမတ္ထသမြေ၌တည်၍နေကြသည်ဖြစ်ကုန်သောဒေဝနတ်တို့သည်၎င်းနာဂနဂါတို့သည်၎င်းတန်တိစင်စစ်မသွေရှိကြပါပေကုန်၏တေပိထိုတကူရှင်ဖြစ်တဲ့နန္ဒကားတို့သည်လေအမေငါတို့ကိုတုံမေတင်တို့ဝါရောခေနချမ်းသာခြင်းဖြင့်၎င်းဒုခေနချမ်းသာခြင်းဖြင့်၎င်းအနုရခန္တုအစမပြတ်ဆောင်းလျှောက်ကြပါစေဒီလိုဆိုလိုတာကောင်းကင်မှာရှိတဲ့နတ်ပဲဖြစ်ဖြစ်ညီနဲ့ဆက်ဆက်နေတဲ့နတ်ပဲဖြစ်ဖြစ်ဒီလိုနတ်တွေကတို့ဆောင်းလျှောက်ပါစေဒါကမေတ္တာကူးတဲ့သဘောပဲနော်မေတ္တာကူးတဲ့သဘောဒီလိုလုပ်ရင်နတ်အားကိုးတာလားဆိုအားကိုးတာမဟုတ်တာနော်အားကိုးတာပဲဒိဗေမဟုတ်ဘူးမေတ္တာချင်းကူးတဲ့သဘောပဲနတ်ကိုးကွယ်တာလားဆိုနတ်ကိုးကွယ်တာမဟုတ်ဘူးနတ်ကိုးကွယ်တယ်ဆိုတာဒေဝတံတရဏံဂစ္ဆာမိနတ်ပြောတဲ့အတိုင်းအကုန်လုံးမယ်နတ်ကတတ်ဆိုတတ်မယ်နော်အဲ့ဒီလိုဟာမှနတ်ခိုင်းတာတွေအကုန်လုံးမယ်နတ်ကလွဲပြီးတခြားကိုးကွယ်ရမရှိနတ်ပြောသမျှအကုန်ယုံကြည်မယ်ဒီဟာမျိုးမှနတ်ကိုးကွယ်တယ်ဆိုအဓိပ္ပာယ်ရတယ်ဒါနတ်ကိုးကွယ်တာမဟုတ်ဘူးလို့ဒီလိုပြောရမှာမေတ္တာပို့တာပို့လို့ရမျှဝေတယ်မေတ္တာပို့တယ်ဒီပုံစံပဲလူချင်းလဲစဉ်းစားကြည့်ပေါ့ကိုယ်မိတ်ဆွေတကယ်ချင်းတွေပေါင်းတင်ဆက်ဆံပြီးကဲမြင်တာရှိပြောပါတော့ဆောင်းလျှောက်လိုက်စမ်းပါနဲ့ပြောတာကိုးကွယ်တာလားဘယ်ဟုတ်မှာကိုးကွယ်တာမှမဟုတ်ဘူးစားစရာတောက်စရာရှိတယ်သွားပေးတယ်နော်အိမ်ကိုခေါ်ကျွေးတယ်ဒါကိုးကွယ်တာလားဘယ်ဟုတ်မှာပေးတာကံတာအဲ့ဒါကြောင့်မို့လို့ဘယ်ညာပဲဖြစ်ဖြစ်အစွန်းမရောက်စေဖို့လိုအပ်တယ်ပေါ့စွန်းရောက်တာပေါ့ intention အမှန်တမ်းအရေးကြီးတယ်ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲဆိုတာအရေးကြီးတယ်ပေါ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်ကအားလုံးကိုယ့်ဘဝကိုပုံအပ်တာလားနော်ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုဘုရားရဲ့ဆုံးမလွဲကျန်တဲ့အဆုံးမမနာခံပါဘူးမြတ်စွာဘုရားကိုကိုယ့်ဘဝကိုအနှံပြီးတော့ထားတာမှဒီလိုဟာကိုးကွယ်တယ်လို့ခေါ်တာနော်ကောင်းပြီနောက်28နံပါတ်ကာထာကြဣတိမန္တောသယေဒေဝဝတန္တာဣဒအာသနေတေပိအမေနုရခန္တုအာရောဂေနဒုခေနသာဒါကဗုဒ္ဓသာသနာတော်နဲ့ဆက်ဆက်ပြီးတော့ကိုယ်ကလည်းသာသနာတွေကပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့တပည့်တော်ကနတ်တွေကလည်းမြတ်စွာဘုရားရဲ့သာသနာတော်ကိုကြီးညိုတဲ့ဘုရားရဲ့တပည့်တွေအများကြီးရှိတယ်ပေါ့သောတာပန်နတ်တွေလည်းရှိမယ်သဂရဂံနတ်တွေလည်းရှိမယ်အဲ့ဒီနတ်တွေမိတ်ဆက်ပြီးတော့ကိုပြောတာနော်ဣတိမန္တောသယေဒေဝဝတန္တာဣဒသာသနေဣဒသာသနေဤမြတ်စွာဘုရားရဲ့သာသနာတော်၌ဝတန္တာနေထိုင်ကြကုန်သောဣတိမန္တောတကုရှင်ဖြစ်ကုန်သောယေဒေဝအကျဉ်နတ်တို့သည်တန်တိစင်စစ်မသွေရှိကြပါပေကုန်၏မြတ်စွာဘုရားသာသနာမှာနေထိုင်တယ်လို့ဆိုတာမြတ်စွာဘုရားရဲ့သာသနာကိုကြီးညိုပြီးတော့ဘုရားတရားတန်ခါယရဏသုံးပါးကိုစိတ်ကတ်တဲ့နတ်တွေသောတာပန်သဂရဂနာဂနတ်တွေလို့ဒီလိုဆိုလိုတာဝတန္တာဣဒဘုရားဘာသာနတ်တွေပေါ့ပြောမှဆိုလို့ရှိရင်နတ်ကလည်းဘုရားဘာသာလည်းရှိတယ်ဘုရားဘာသာမဟုတ်တဲ့နတ်လည်းရှိသေးတယ်နော်မဂ္ဂလိဂေါတလာကိုးဝယ်တဲ့နတ်လည်းရှိတယ်မဂ္ဂလိဂေါတလာကိုးဝယ်တဲ့နတ်ရှိတယ်နိဂန္ဓနာတဗုဒ္ဓကိုးဝယ်တဲ့နတ်ရှိတယ်အဇိတကေတကမလအဲ့ဒီခေတ်ကဘုရားတွေကိုးဝယ်တဲ့နတ်တွေလည်းရှိတာပဲ
သွားမပြောနဲ့လူသာဗုဒ္ဓဘာသာဒီလိုရှိတာမဟုတ်ဘူးနတ်မှာလည်းဗုဒ္ဓဘာသာဟုတ်တာရောမဟုတ်တာရောနဲ့ကိုယုံကြည်ရပဲလေထားတယ်ပြောလို့မရဘူးကိုယုံကြည်ရပဲနတ်ကလည်းယုံကြည်ကြမှာယုံကြည်တာလေဖះမကြည်ညိုတဲ့နတ်ကများတယ်လို့ပြောတာပဲဘလူတွေကပြောတယ်လေဒီစတုမာရဏမင်းကြီးရဲ့ဝိသုဏမင်းကြီးလျှောက်တယ်ဖះကိုကြည်ညိုတဲ့နတ်မကြည်ညိုတဲ့နတ်ဘလူတွေကြည်ညိုတဲ့ဘလူမကြည်ညိုတဲ့ဘလူရှိတယ်ဒါပေမဲ့မကြည်ညိုတဲ့ကောင်ကပိုများတယ်ဖះတယ်ပြောတာမကြည်ညိုတဲ့လူကပိုများတယ်ဆိုးတာနော်အဲ့ဒါကြောင့်မလို့သာသနာမိကိုကြည်ညိုနေကြတဲ့နတ်တွေကတကူကြီးတဲ့နတ်တွေအေဒီမန္တောသယေဒေဝဝတန္တာဣဒသာသနေဣဒသာသနေဤမြတ်ဖရာရဲ့အဆုံးမသာသနာတော်၌ဝတန္တာကြည်ညိုမိခို၍နေကြကုန်သောအေဒီမန္တောတကူရှင်ဖြစ်ကြကုန်သောယေစတေဝအကျဉ်နတ်တို့သည်တန်တိစင်စစ်မသွေရှိကြပါပေကုန်၏တေပိထိုတကူရှင်ဖြစ်တဲ့သာသနာတော်ကိုကြည်ညိုကြတဲ့နတ်တို့သည်အမေငါတို့ကိုတုံမေတင်တို့ကိုအာရောဂေနကျမ်းမာခြင်းဖြင့်၎င်းဒုက္ခေနချမ်းသာခြင်းဖြင့်၎င်းအနုရခန္တုအစမပြဆောင်းလျှောက်ကြပါစေလို့ဒီလိုဆိုတာဒါတွေကအားလုံးဟာဆန္ဒပြုတာလို့ခေါ်တယ်အတိတပဋ္ဌနာဆန္ဒပြုတာဆန္ဒဆိုတာပြုလို့ရတာကိုယ့်ရဲ့အတိတတောင်းတလူဆိုတာတောင်းတတာရတာမရတာတောင်းတတာရတာမရတာတခြားကိုယ့်ရဲ့မွန်မြတ်တဲ့တောင်းတချက်တွေကတော့ရှိရလို့တစ်ခုလုပ်ပြီးတော့တောင်းတတာမျိုးဥတည်ချက်ဆိုတာရှိရတယ်ပေါ့အဲ့တော့ကိုဖြစ်စီခြင်းတာတွေကိုထုတ်ဖို့ပြောတယ်အဲ့တော့ဒီဂါထာတွေကနောက်ပိုင်းမှာဒီဖြစ်ဆွတ်ပြီးတော့ရေးထားတာဂါထာပုဒ်ပေါင်းအခု28ခုဖြစ်သွားပြီနောက်မှာဂါထာ2ပုဒ်ထပ်ပြီးတော့ဖြည့်ထားတယ်အဲ့ထပ်ဖြည့်ထားတဲ့ဂါထာတွေကတော့နောက်ဆုံးဂါထာကတော့မြတ်စွာဘုရားဟောတဲ့ဂါထာပဲဒါပေမဲ့ဒီသုတ်တံမှာဒီအတ္တနာရိယသုတ်မှာဟောတာမဟုတ်တခြားနေရာမှာဟောတာတခါ29ခုမြောက်ဂါထာလည်းပဲဘုရားဝန္တပါဠိတော်ကဓာရိခဏ်နဲ့ခန်းကနေပြီးတော့ယူပြီးတော့အနည်းငယ်ပြင်ဆင်ပြီးထည့်သွင်းထားတဲ့ဂါထာလေးအဲ့ဒါကဘာလို့ဆိုတပိတိယောဝိဝိဇန္တုသောကောရောဂောဝိနတတုမာတေဘဝံတန္တရာယာဒုက္ခိတိကာယူကောဘဝဆုတောင်းတာဆုပေးတာအဲ့တော့ဆုတောင်းတယ်ဆုပေးတယ်ဆိုတာတချို့ကလည်းဆုတောင်းတာတို့ဆုပေးတာတို့အပြစ်ပြောတဲ့လူကရှိသေးတယ်နော်ကြမ်းကြမ်းဖန်ဖန်လည်းအပြစ်ကပြောတတ်သေးတာဟုတ်ဆုတောင်းလို့ရမလားမြတ်စွာဘုရားသခင်ကိုရမြတ်ကငါဆုပေးခြင်းဆုချခြင်းကိုလွန်မြောက်ပြီလို့ပြောတာကဟိုလိုဆုချတာကိုပြောတာဆန္ဒပြုတဲ့ဆုဆိုတာတော့ပေးတာပဲချမ်းသာပါစေဆိုတာမေတ္တာဆုပဲပေါ့ဒီလိုတော့ပေးတာရှိတာပေါ့ကြည့်လေမြတ်စွာဘုရားဆုပေးတာဘယ်လိုရှိတော့ဆိုရှင်သေဝလိလေးမဲ့တော့ရှင်သေဝလိမဲ့တော့ရှင်သေဝလိမဖွားနိုင်လို့ဒုက္ခရောက်9 နှစ်9 ရက်9 ရက်တိတိမဖွားနိုင်လို့ဒုက္ခတွေအကြီးကျယ်ရောက်နေတဲ့အချိန်မှာဒီရှင်သေဝလိမဲ့တော့ကသူ့ရဲ့အိမ်သားကိုဘုရားစီလွှတ်လိုက်တယ်လွှတ်ပြီးတော့ဘုရားကိုကြောတဲ့အကြောင်းသွားပြီးတော့လျှောက်တာလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားသူရှိခိုးတယ်ဆိုတဲ့အခါမှာဆုပေးတာဆုပေးတယ်ဆိုတဲ့စကားကရှိခိုးတယ်ဆိုတဲ့ငုတ်တုတ်ကြီးထိုင်းနေလို့ရတာမှမဟုတ်ဘူးတုတ်ပြန်မှုဆိုပြောရတာလေနှိုးဆိုရိုင်းဆိုင်တာပေါ့ဒါကြောင့်မို့လို့အဘိဝါဒနာဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ပြန်တဲ့အခါအဘိဝါဒနာဆိုတာမင်္ဂလာစကားကိုဆိုစေတယ်လို့အဓိပ္ပာယ်ရရှိခိုးတဲ့လူကရှိခိုးခံတဲ့လူကိုမင်္ဂလာစကားပြောအောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုလာပြီးတော့ရှိခိုးဝှချလို့ရှိရင်ဟိုလူကကျမ်းပါစေချမ်းသာပါစေတော့အနည်းဆုံးလောရတော့မှာဒါမင်္ဂလာစကားကိုဆိုသူကလာပြီးတော့ကိုယ်အယုသိပေးရင်တုံ့ပြန်မှုဆိုတာရှိရတယ်ပေါ့အဲ့ဒီမှာလည်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုလာပြီးတော့လျှောက်တယ်တုပ္ပဝါဒအခုလိုဒုက္ခရောက်နေလို့မြတ်စွာဘုရားရဲ့ခုံမြတ်စွာဘုရားရဲ့ခြေတော်ဆုံကြပြုံးကိုရှိခိုးပါတယ်ဗျာလို့ဆိုတော့မြတ်စွာဘုရားဆုပေးလိုက်တယ်လေအာရောဂံပုဒ္ဒံဝိဇာယတုမိခင်ကကျမ်းမာမာနဲ့ကျမ်းမာတဲ့သားလေးကိုဖွားမြင်ပါစေလို့ဆိုတယ်ဘုရားဒီလိုလဲပြောလိုက်ရောဟိုကဖွားသွားတခါတယ်ချက်ချင်း
မြတ်စွာဘုရားစကားဆုံးတာနဲ့ဟိုမှာမိဖွားပြီးသားဖြစ်သွားတယ်အာရောဂံပုဒ္ဒံဝိဇာတုအာရောဂမိခင်ကကျမ်းညမ်းမှာဖြစ်ပြီးတော့အာရောဂံပုဒ္ဒံကျမ်းမာတဲ့သားကိုဝိဇာယတုဖွားပါစေဆိုပြီးတော့ဒီလိုပြောတာမြတ်စွာဘုရားဒါဆုပေးလိုက်တာပဲလေအာတိတမြတ်စွာဘုရားရဲ့ဆန္ဒတော်ထုတ်ဖော်လိုက်ထုတ်ဖော်လိုက်တဲ့အချိန်မှာတောက်လျှောက်ချမ်းသာသွားတာပဲဒီလိုဟာမျိုးရှိတယ်ပေါ့နော်သဗ္ဗိတိယောဝိဝိဇန္တုဆိုတဲ့ဒီဂါထာကဘုရားဝန္တပါဠိတော်မှာပါတဲ့ဂါထာကိုနည်းနည်းပြောင်းဘုရားဝန္တပါဠိတော်မှာဘုရားလောင်းလေးကိုဗျာဒိတ်ပေးတဲ့အခါနတ်တွေပြမာတွေကအကုန်လုံးဒီပင်ကရာမြတ်စွာဘုရားဘက်ကနေပြီးသူမိတာရဲ့သိဘက်ကိုလှည့်ပြီးတော့ဒါဘုရားလောင်းဆိုပြီးတော့ဝိုင်းပြီးတော့ရှ िख ိုးကြတယ်ဥညွတ်ကြနောင်တက်မဲ့ဘုရားပေါ့နောင်ပွဲမဲ့ဘုရားဆိုပြီးတော့ရှ िख ိုးကြတယ်ရှ िख ိုးရုံနေမကဝိုင်းပြီးတော့ဆူတောင်းကြထူးခြားတဲ့အရေးနိမိတ်တွေဖြစ်သောကြောင့်ဒုဝံဗုဒ္ဓဘဝေတတိဘုရားဖြစ်မှသိကြပါလေဒါလေးသိချင်းတဲ့ကဘာတသိန်းဟိုဘက်ကနေပြောနေကြတာနော်ဘုရားဖြစ်မှသိကြတယ်ဒီနေ့ထူးခြားတဲ့အနေအထားတွေအများကြီးရှိတယ်ဆိုပြီးတော့အဲ့ဒီတက်ရောက်လာတဲ့လူထုပြိတ္တကြီးကဘုရားလောင်းလေးကိုဝိုင်းပြီးတော့ဆူတောင်းကြတာအများရဲ့မေတ္တာနော်အများကနေမေတ္တာဝိုင်းပို့တဗ္ဗိတိယောဝိဝိဇန္တုဘေးရန်ခတ်သိမ်းနေဟာရှောင်ရှား၍သွားပါစေဒီဘုရားလောင်းလေးကိုဘေးရန်နေဘာတစ်ခုမှမရောက်ပါစေနဲ့ဒါလူတွေအလုံးကဆန္ဒပြုကြတာတောကောဆွေရင်ချင်းမှန်သမျှသည်၎င်းရောဂောအနာယောဂမှန်သမျှသည်၎င်းဝိနတတုပျောက်ကွယ်၍သွားပါစေသူတဏ္ဍမှာတောကဆိုတာလည်းမရှိပါစေနဲ့ယောဂဆိုတာလည်းမဖြစ်ပါစေနဲ့မာတိဘဝံတွန္တရာယတေသင်အန္တရာယအန္တရေအနှောက်အယှက်တို့ဒီမာဘဝံတို့ဘယ်တော့အခါမှမဖြစ်ကြပါစေနဲ့အန္တရေတွေလည်းမရောက်ပါစေနဲ့လို့ဒီလိုအဲ့ဒီထဲမှာတော့ဘုရားလောင်းလေးကိုဒီဝိုင်းပြီးဆူတောင်းတဲ့နေရာမှာနောက်ဆုံးဂါထာကြတော့ဒီမှာတော့ဒုက္ခိဒီကာယုကောဘဝတဲ့နော်ဒုက္ခိချမ်းသာခြင်းရှိသည်ဒီကာယုကောရှိသောအသက်ရှိသည်ဘဝဖြစ်ပါစေဒီလိုဝိုင်းပြီးတော့ဆူတောင်းတဲ့ဂါထာမှာဘုရားလောင်းလေးတုန်းကဆူတောင်းတာတော့ဒီနေရာမှာအသက်ရှိပါစေလို့သူတို့မဆူတောင်းမနဲ့ဘာဆူတောင်းတော့ဆိုဘုရားမြန်မြန်ဖြစ်ပါစေလို့ဆူတောင်းကြတယ်အဲ့ဒီကြောင့်ကတော့ဘောဓိဉာဏ်ကြီးကိုလင်းလင်းမြန်မြန်ရပါစေလို့ဘုရားလောင်းလေးတော့အဲ့လိုဆူတောင်းအဲ့ဒါကိုဒီမှာပြင်ထားတာနော်တဗ္ဗိတိယောဝိဝိဇန္တုသောကောရောဂောဝိနတတုမာတိဘဝံတုန္တရာယဒုက္ခိတိကာယုကောဘဝတဗ္ဗိတိယောဘေးရန်မှန်သမျှရာဝိဝိဇန္တုရှောင်ရှား၍သွားကြပါစေသောကောစိတ်သောကသည်၎င်းယောဂောအနာယောဂဟုသမျှသည်၎င်းဝိနတတုပျောက်ပြည့်၍သွားပါစေတည်းတေသင့်အားဒါကြီးညွှန်းတဲ့ပုဂ္ဂိုလ်တူပေါ့နော်မေငါအားပေါ့ခို့ကိုကြတာအန္တရာယအန္တရေမှန်သမျှတို့သည်မာဘဝန္တုမဖြစ်ပေါ်ပါစေကုန်သတည်းဒုက္ခိချမ်းသာခြင်းရှိသည်ဒီကယူကောရှိလျားသောအသက်ရှိသည်ဘဝဖြစ်ပါစေတည်းဆိုကောင်းတာတွေကြီးပဲဆုတောင်းပေးတယ်မေတ္တာပို့ပေးတယ်ပြီးပြီဆိုတဲ့အခါမှာရှ िख ိုးခြင်းရဲ့အကျိုးရှ िख ိုးတာလေးတွေရှ िख ိုးရတဲ့ကုသိုလ်ဟာတာမန်ကုသိုလ်မဟုတ်နော်ရှ िख ိုးတဲ့ကုသိုလ်ရဲ့အကျိုးဖော်ပြဖို့အဘိဝါဒနာတိလိတနေသံဝုဒ္ဓပစာယိနောသတ္တရောဓမ္မဝဋ္ဌန္တိအာယုဝန္နောဒုက္ခမလံဓမ္မပဒဂါထာကနေယူပြီးတော့ဒီမှာထည့်သွင်းထားတာဒါကဆုတောင်းတာမဟုတ်ဘူးရှ िख ိုးခြင်းရဲ့အကျိုးတရားအဲ့တော့ဘုရားရှ िख ိုးတာအလဟတမဖြစ်ဘူးเนาะရှ िख ိုးခြင်းနဲ့ဝန္ဒနာကုသိုလ်ရဲ့အကျိုးဟာဘာလဲလို့ဆိုဒီမှာဖော်ပြထားတယ်ဟောမြတ်စွာဘုရားကအဘိဝါဒနာတိလိတယုတိမြတ်တို့လက်ဆုံးမိုး၍ရှ िख ိုးခြင်းအလေးရှိတဲ့ပုဂ္ဂိုလ်အားနိစ္စံမြေဩဒပစာယိနောအတသိခကဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုယုတိလေးစားလိရှိတဲ့ပုဂ္ဂိုလ်အားစတ္တရော၄မျိုးကုန်သောဓမ္မအကျိုးတရားတို့သည်ဝဋ္ဌန္တိတိုးပွား၍လာတတ်ကုန်၏ဟောဒီကုသိုလ်ဟာ
ကိုယ်ရကြီးတဲ့ပုဂ္ဂိုလ်ယူသေးတယ်လေးစားတယ်ရှ िख ိုးတယ်နော်ဂုဏ်တွေကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့ရှ िख ိုးတယ်အဲ့ဒီရှ िख ိုးခြင်းဆိုတဲ့ကုသိုလ်တရားရှ िख ိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ကတဲ့စတ္တရောဓမ္မာအကျိုးတရား၄မျိုးဒီကုသိုလ်ကြောင့်အဲ့ဒီပုဂ္ဂိုလ်မှာစတ္တရောဓမ္မာအကျိုး၄မျိုးဟာဝဋ္ဌန္တိတိုးပွားလာနိုင်တယ်လို့သူတို့ပြောတာဒါရှ िख ိုးခြင်းကြောင့်ရလာတဲ့အကျိုးကျေးဇူးကိုပြောတယ်ဘာတွေရလာတော့ဆိုအာယုအသက်ရှည်နိုင်တယ်သို့မဟုတ်တက်တန်းစိတ်နေနိုင်တယ်ရှည်တယ်ဆိုလူတက်တန်းတစ်ခေတ်လူတစ်ခေတ်ရဲ့တက်တန်းဟာဘယ်လောက်ရှိအဲ့ဒီတက်တန်းစိတ်နေတာကိုပြောတယ်နော်တက်ရှည်တယ်တက်ရှည်တယ်ဆိုတာဟိုတရားဓမ္မဆိုရင်တရားပြည့်အောင်နေရတယ်ပေါ့ဒါပြောတာတရားဓမ္မကနေ200 300 8ခိုးုံနဲ့တော့မရောက်ဘူးပေါ့အဲ့လိုတော့ဘာလို့လဲဆိုအခြား condition တွေရှိသေးတာဟုတ်ချို့ကြတော့လေအသက်တရားတန်းတောင်တရားမနေရတဲ့လူတွေအများကြီးလေ80 80တောင်မနေရတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲတက်စိတ်အောင်တက်တန်းစိတ်အောင်မနေကြရတဲ့ပုဂ္ဂိုလ်အဲ့ဒါလိုယုတ်သိလေးစားသမှုပြုလို့ရှိရင်တော့ဒီအကျိုးတရားတွေကကိုယ်တဏ္ဍာမှာတိုးပွားလာနိုင်တယ်အသက်ပိုးရှည်လာနိုင်တယ်လို့သူတို့ပြောတာတက်တန်းစိတ်နေရမယ်အာယုအသက်တည်လည်းကောင်းဝန်တော့ကိုအသားအရေးအဆင်းတည်လည်းကောင်းလူတွေမှာဒီဝန်တော့ကိုအဆင်းလှတယ်လို့ဆိုတာအမေမွေးတော့ကမွဲ66ဆိုရင်တော့လေမွဲ66ပဲနေမှာပေါ့ဒါကတော့ပြောင်းလို့ရမှာမဟုတ်ဘူးเนาะမွေးတဲ့အသားတော့သို့တော့ကိုသားကိုကြီးစုပ်ပြေးတယ်မဲမဲလေးမွေးလေမဲမဲဆူဆူပြေးပြေးလေးပေါ့နော်ဖြူဖြူဆိုလဲဖြူဖြူဝါဝါဆူဆူပြေးပြေးပေါ့ဒီလိုဆိုလိုတာပဲဝဏဆိုတာအယောင်တော့ပြောင်းလို့မရဘူးသွားမပြောင်းလို့သူ့အယောင်နဲ့သူပဲစုပ်ပြေးတယ်ဟောတော့အစင်းလှတယ်ဆိုစုပ်ပြေးတယ်ဒီလိုဆိုလို့တယ်ကျမ်းမာတဲ့အသားအယောင်ရှိတယ်ပေါ့ဒီလိုဆိုလိုတာဝဏကြည့်လိုက်တာနဲ့ဟိုလူမမာရုပ်ပေါက်မနေဘူးပေါ့နော်ကျမ်းမာတဲ့အသားအယောင်ဆိုတာအလုံးသိပါတယ်ဒါကြည့်လိုက်တာနဲ့လူရဲ့အသားအယောင်ကိုကြည့်တာနဲ့ဟောကျမ်းမာတဲ့အသားအယောင်ဆိုသိအဲ့ဒါမျိုးကိုဆိုလို့တယ်ဝဏောကိုယ်ရည်ကိုယ်သားစုပ်ပြေခြင်းဆိုတဲ့အကျိုးတရားဒုက္ခကိုချမ်းသာခြင်းစိတ်ချမ်းသာခြင်းဆိုတဲ့အကျိုးတရားနဲ့ဗလခွန်အားဆိုတဲ့အကျိုးတရားတဲ့အာယုဝဏဒုက္ခဗလဒီအကျိုးတရားတွေကိုရရှိနိုင်ပါတယ်တဲ့ဒါရှ िख ိုးယုံနဲ့ရတယ်လို့ဆိုတဲ့အကျိုးတရားအေးဒါကြောင့်မလို့အတ္တနရိယတုတ်ဆိုတာဘုရားကိုအဓိကထားပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးတဲ့အကြောင်းတွေကိုဖွင့်ဆိုထားတဲ့တုတ်တန်တစ်ခုအဲ့ဒီတုတ်တန်ကိုရွတ်ဆိုခြင်းဖြင့်နော်မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုမိမိရဲ့စိတ်ထဲမှာလွှမ်းထုံထားပြီးတော့ဘုရားနုဒ္ဓတိဂုဏ်ကိုအာယုံပြုပြီးကြည်နူးတဲ့ပီတိဆိုတာဖြစ်လာနိုင်အဲ့ဒီကြည်နူးတဲ့ပီတိကိုပဲပြန်ပြီးတော့ဝိပဿနာရှုလိုက်မယ်ဆိုလို့ရှိရင်ဝိပဿနာဖြစ်သွားပြန်အဲ့ဒီကနေပြီးတော့ဝိပဿနာရှုလိုက်လို့ပီတိရဲ့ဖြစ်မှုပြမှုတွေကိုမြင်သွားလို့ရှိရင်ဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးဘယ်အရာမှမမြဲဘူးဆိုတာဒီသဘောပေါက်လာတယ်ဘယ်အရာမှမမြဲဘူးဆိုတော့သဘောပေါက်လာပြီငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးဆိုတဲ့အရာတွေအကုန်လုံးသဘောပေါက်လာပြီတဏှာရဲ့လွတ်မြောက်ရာနော်နိဗ္ဗာန်ထိအောင်မျက်မှောက်ပြုနိုင်တယ်ရှင်းတော့ကတေယိုချောင်းမှာရုဝံဝေလိကြိုက်တိယလို့ခေါ်တယ်သူတို့ကရုဝံဝေလိဆိုတာပမာပြေမှာရေးတဲ့မဟာစေတီပေါ့အနုရရပုရမှာကောင်းမှုတော်ဘုရားကြီးနဲ့တူတဲ့ခက်ဆက်နဲ့တူတဲ့ရှေးဟောင်းစေတီကြီးတဆူရှိတယ်အဲ့ဒါကိုတီဟိုတွေကရုဝံဝေလိဒီလိုခေါ်တယ်စာထဲမှာရေးတဲ့အခါတော့မဟာစေတီလို့လည်းရေးတယ်ကြီးတဲ့စေတီကြီးအဲ့ဒီမှာတီဟိုဘုန်းကြီးတစ်ပါးအမြဲတမ်းသွားပြီးတော့ဘုရားရှိခိုးတယ်ဘုရားကိုသိချီးညိုတယ်ချီးညိုပြီးတော့နေတိုင်းရှိခိုးဘုရားရှိခိုးနေတဲ့အချိန်မှာဘာလုပ်တော့ဆိုတရက်တော့နွားကြီးတစ်ကောင်တက်လာနော်နွားကြီးတစ်ကောင်တက်ပြီးတော့တက်လာရိုးရိုးမဟုတ်ဘူးနွားဆိုတဲ့ကောင်မစင်နေစွန့်သွားသူ့ရှေ့တွေမှာကပ်ပြီးတော့မစင်နေစွန့်သွားအဲ့နွားလိုက်မောင်း
မစင်နေကြုံပြီနောက်တရက်ကျတော့မြောက်ကြီးအောင်ဆောင်ရောက်လာပြန်လာပြီးသူဖျားရှိခိုးပြီဆိုနွားရောက်လာလိုက်မြောက်ရောက်လာလိုက်နဲ့လာပြီးနှောက်ရှက်တာပေါ့နှောက်ရှက်တဲ့အခါကျတော့နေ့စဉ်အဲ့ဒီလိုဖြစ်နေတော့အဲ့ဒီဒီဘုန်းကြီးမထေကြီးကနေပြီးတော့ဒါမနတ်များဖြစ်နေမလားငါလာနှောက်ရှက်တာနဲ့တူတယ်လို့ဆိုပြီးတရက်ကြတော့အဲ့ဒီလိုလာနှောက်ရှက်တာတွေ့ရင်မင်းမနတ်မဟုတ်လားလို့မေးလိုက်တော့ဟုတ်တယ်လို့ဟိုကပြောတာဒါဖြင့်မနတ်ကဖျားမိတယ်မဟုတ်လားမိတယ်ဖျားဖန်ဆင်းပြသမှာပေါ့လေသူနဲ့မိတ်ဖွဲ့လိုက်တာပေါ့နော်မနတ်ကိုမိတ်ဖွဲ့ပြီးတော့ဖျားကိုမိတယ်ဆိုရင်ဖျားပုံတရံဖန်ဆင်းနိုင်လားလို့ဆိုဖန်ဆင်းနိုင်တာပေါ့တဲ့ဖန်ဆင်းနိုင်ရင်ကဖန်ဆင်းပြသမှာလို့ဆိုတကယ်ကိုမနတ်ကြီးကရဟန်းတန်ဃာတွေခြံရံပြီးတော့မြတ်စွာဘုရားကြွလာတဲ့တရံဖန်ဆင်းပြတယ်သူကတကူတဲ့ဖန်ဆင်းပြတဲ့အခါကျတော့ကြီးညိုလွန်အကြီးတော့မနတ်ဖန်ဆင်းတာဆိုတာမေ့သွားပြီးတော့တကယ်ဘုရားစိတ်ကြွလာပြီဆိုပြီးတော့အဲ့ဒီရဟန္တာကြီးကရှ िख ိုးရဟန်းကြီးကရှ िख ိုးလိုက်တယ်ရှ िख ိုးရုံနေမကဘူးဘုရားကုံတွေကိုအာယုံပြုပြီးတော့ပီတိတွေဖြစ်အဲ့ဒီပီတိရဲ့တဘာဝကိုရှုမှတ်ဆင်ခြင်ပွားများခြင်းဖြင့်ငကောကအာထုတ်လက်စဝိပဿနာဉာဏ်တွေတက်သွားပြီးရဟန္တာကြီးဖြစ်သွားတော့မနတ်ကြီးကသူ့အလိန်ခံရတယ်ဆိုပြီးတော့နော်သူကနေဘုရားဖန်ဆင်းပေးလိုက်တာနဲ့ဒီကိုယ်တော်ကယဟန္တာဖြစ်ဖို့အခွင့်ကြုံသွားတယ်ဆိုပြီးတော့အဲ့ဒီလိုမှတ်တမ်းလေးတောင်တစ်ခုရှိတယ်ပေါ့အဲ့တော့ဘုရားရှိခိုးရင်ကနေလည်းပဲပီတိတွေဖြစ်လာပြီဆိုရင်အဲ့ဒီပီတိတွေရဲ့ဖြစ်မှုတဘာဝလက္ခဏာကိုရှုတဘာဝလက္ခဏာရှုရင်ကနေပီတိရဲ့တာမညလက္ခဏာလို့ခေါ်တဲ့အနိစ္စဒုက္ခအနတ္တကိုရှုရင်ကနေပြီးနောက်ဆုံးမမြဲတဲ့သင်္ခါရသဘောတရားတွေအလုံးကိုရှုမြင်သုံးသပ်ကဝိပဿနာဉာဏ်အစစ်စစ်တက်လို့မဉဏ်ဖွဉဏ်တရားရောက်ရှိသွားနိုင်တယ်တဲ့ဒီလမ်းကလည်းပဲနိဗ္ဗာန်ရောက်တဲ့လမ်းပဲလို့ဆိုတာကိုမှတ်သားနိုင်ယူချပြီးတဲ့အခါအာတဏရိယတုတ်ကိုရွတ်တိုင်းဘုရားရဲ့ခုံတော်တွေကိုအာယုပြုပြီးရွတ်ဆိုပွားများခြင်းဖြင့်မိမိတို့ရဲ့တဏ္ဍာမှာအန္တရာယ်ကင်းရုံမျှတာမကတဏှာမှာအန္တရာယ်ပြုနေတဲ့ကိလေသာတွေကလည်းကင်းသွားနိုင်တဲ့အခွင့်အရေးတွေရရှိနိုင်တယ်ဆိုတာကိုယ်စီသဘောကျပြီးတော့ဘုရားကုံပွားထုံမှာကုသိုလ်တရားကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာတောဓမ္မောတရံလောဘဒေါသအမောစိတ်တောကင်းပြော့ကြည်အေတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗ္ဗေပူဇာညစ်နှောင်ကိလေသာအစိအတောက်ဟုသမျှတို့သည်တမုဟတာပိဉ္ချဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရအောင်ပယ်ဖြောက်အပ်ကုန်သည်ဟောတုစင်စစ်မသိဖြစ်ကြပါစေကုန်သတည်းအာဇရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတေတိဘာဝကိလေသာကိုပုခတ်သိင်ကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း